အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Burmese God Channel ကနေကြိုဆိုလိုက်ပါတယ်ဇလန်လေးမစခင်မှာကျွန်တော်တို့ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာပြီးတော့ Notification Bell လေးနှိပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇလန်ကတော့ဒေါ်လာထဲကတရေများဆိုတဲ့ဇလန်လေးကိုအပိုင်း1အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမင်းနဲ့ဝင်းနိုင်တို့တငယ်ချင်းတွေဟာတော်လိုက်ဝါသနာပါတဲ့သူတွေပါဒီတခါတော့မြို့ကနေမိုင်30လောက်ဝေးတဲ့တစ်တော်ကြီးတွေကိုအမဲလိုက်ဖို့ခရီးထွက်လာကြတယ်ညနေခင်းမှာတမင်တကောင်ကိုပြစ်ခတ်မိပေမဲ့ထိမှန်သွားတဲ့တမင်ဟာတောနက်ထေကိုဝင်ပြေးသွားတယ်ဒီလိုနဲ့ထပ်ပြေးသွားတဲ့တမင်နောက်ကိုလိုက်ရင်အမောင်ကျလာတဲ့အချိန်မှာသူတို့ဟာလိုက်မရတော့ပဲအနီးကတစ်ပင်ကြီးတွေအောက်မှာစကန်ချဖို့ဆုံးဖြတ်လိုက်ကြတယ်မိဖို့ကလေးဖိုးပြီးညစာစားနေစဉ်ဝင်းနိုင်ကဒီတော်ကြီးအကြောင်းကြားဖို့တာတော့ရှိတယ်ကွာလူပြောက်တဲ့တော်တော်လူကြီးတွေပြောကြတာပဲဒါနဲ့မင်းထက်ကပုံမြင်နေပါဝင်းနိုင်ဟာတကယ်လို့ဟုတ်ခဲ့ရင်တော့ငါတို့မှလက်ငက်တွေပါတာပဲဘယ်သူကလာပြီးတော့နှောက်ရှက်ရမှာလဲဒီလိုနဲ့တငယ်ချင်းတယောက်စကားပြောစားတော့လို့ပြီးတဲ့အခါသူတို့ဆောက်ထားတဲ့ယာယီတဲလေးထဲမှာပဲအိတ်ဆက်အနားယူလိုက်ကြပါတော့တယ်ညတကောင်ချင်းမှာတော့မင်းသားကရုတ်တရက်အိတ်ရကနေလန့်လို့လာတယ်သူတို့တဲရဲ့မလန့်မကန့်ကခြုံနေကြမှာတစုံတစ်ခုလှုပ်ရှားနေတောင်မင်းထက်ချလိုက်ရတယ်ဒါနဲ့မင်းထက်လည်းစိုးရိမ်လာပြီးအိတ်မောကျနေပြီးဝင်းနိုင်ကိုလှမ်းနှိုးလိုက်ဟဲ့ဝင်းနိုင်ထောင်းကဟိုမှာတန်နေကြလားဝင်းနိုင်လည်းနိုးလာပြီးနားစိတ်ထောင်လိုက်တယ်ခြုံမှုတွေကြားကခြေတန်းဟာသူတို့စခန်းသားကိုတဖြည်းဖြည်းနီးလာတယ်ရုတ်တရက်သူတို့တဲရှိကမင်းပြမီးလင်းရောင်အောက်မှာအဖေအောင်ရေးတစ်ခုဖြတ်ပြေးသွားတာကိုမြင်လိုက်ရတယ်ဝင်းနိုင်ရဲ့မျက်လုံးကြီးကျဲသွားပြီးအဲ့ဒါဘာလဲမင်းထက်တုံတုံကြီးနဲ့မေးလိုက်တယ်ငါလည်းမသိဘူးလေထကွာလက်နက်တွေယူလိုက်ကြည့်အောင်ဒီလိုနဲ့သူတို့နှစ်ယောက်လက်နက်တွေယူပြီးတဲရှိထွက်လိုက်တဲ့အချိန်ပတ်ဝန်းကျင်ကရေးတွေဟာလှုပ်ရှားလာတယ်ရုတ်တရက်သူတို့ဘေးပတ်ဝန်းကျင်တစ်ပင်တွေပေါ်ကနေကလေးငယ်တယောက်ရဲ့အတန်ကအမေးဆိုပြီးငိုတန်ထွက်လာတယ်ဒါပေမဲ့ဒီအတန်ပုံမှန်မဟုတ်ပဲအကွက်ကွက်အတန်ပြက်နေတယ်မင်းထက်နဲ့ဝင်းနိုင်လည်းထိတ်လန့်လာပြီးသူတို့ဘေးပတ်ဝန်းကျင်ကတစ်ပင်တွေကိုလှည့်ပတ်ကြည့်နေစဉ်ရုတ်တရက်မီးပုံဟာမီးကူးမဲမဲတွေထွက်လာပြီးငြင်းသွားတယ်အချိန်တည်းမှာပဲသူတို့ဘေးပတ်ဝန်းကျင်ကတစ်ပင်တွေပေါ်မှာမျက်လုံးကြီးရဲရဲကြီးတွေနဲ့အရေးတွေကသူတို့ကိုစိုက်ကြည့်နေတယ်မင်းထက်နဲ့ဝင်းနိုင်လည်းကြောင်အမ်းပြီးခြေထောက်တွေလှုပ်မရဖြစ်နေခဏကြာမှမင်းထက်တတိဝင်လာပြီးဝင်းနိုင်ငါတို့ပြေးမရမယ်မင်းထက်နဲ့ဝင်းနိုင်တို့နှစ်ယောက်လက်နက်တွေကိုချစ်ပါအောင်ကင်ပြီးတော်လေးကိုတချိန်ထိုးဝင်ပြေးကြတော့တယ်ဒီအချိန်မှာပဲတပင်ဘောကမျက်လုံးကြီးကြီးတွေနဲ့အရေးတွေဟာတပင်ဘောကဆင်းလာပြီးမင်းထက်နဲ့ဝင်းနိုင်တို့လောက်ကိုလိုက်သွားကြတယ်မင်းထက်နဲ့ဝင်းနိုင်ဟာကြောက်စိတ်ကြောက်အားကုန်ပြေးနေပြီမြင်ညအမောင်ထဲမှာဖြစ်လာကြောက်ထင်တယ်လို့ခရီးမပေါက်ဘူးဖြစ်နေဒေကတပင်တကိုင်းကြီးတွေကလည်းမကောင်းဆိုးဝါးတဲ့သူတို့ကိုဆွဲဖမ်းဖို့လှုပ်ရှားနေတယ်လို့ထင်မိနေတယ်သူတို့နှစ်ယောက်ပြေးနေရင်ရုတ်တရက်ဝင်းနိုင်ဟာရေရင်တစ်ခုလေးထုတ်ကြသွားတယ်မင်းထက်လည်းဝင်းနိုင်ကိုကဲဖို့စူးစမ်းတဲ့ချိန်မင်းထက်အောက်မှာသူတို့အများကြီးပဲငေါ့ဆွဲချနေတယ်ဝင်းနိုင်ရဲ့အတန်ဟာကြောက်စိတ်နဲ့တုံနေတယ်တကယ်လည်းရေအောက်ကဖြူဝက်ဖြူရောလက်တွေကဝင်းနိုင်ကိုရေအောက်ထဲဆွဲချဖို့စူးစမ်းနေကြတယ်မင်းထက်လည်းဝင်းနိုင်အတွက်စိုးရင်လာပြီးဝင်းနိုင်ငါလက်ကိုဆွဲတက်ဝင်းနိုင်ဟာမင်းထက်လက်ကိုဆွဲပြီးအပေါ်တက်ဖို့စူးစမ်းတယ်လို့မင်းထက်လည်းအပေါ်ကိုရောက်အောင်ဆွဲတင်ဖို့စူးစမ်းပြီးမြင်ရေအောက်ကမကောင်းဆိုးဝါးလက်တွေဟာဝင်းနိုင်ရဲ့ခြေထောက်ကိုဆွဲထားတာကြောင့်ကမ်းပေါ်ကိုတက်လို့မရဘူးဖြစ်နေတယ်မင်းထက်လည်းစိုးရင်စိတ်ချောက်ခန္ဓာတွေကရှိသမျှအားတွေအကုန်ထုတ်ပြီးဝင်းနိုင်ကိုဆွဲတင်လိုက်တဲ့အခါမှာတော့ဝင်းနိုင်တယောက်ကမ်းမပေါ်ပါလာတော့တယ်။အရောင်လုံးပင်ပန်းမောဟိုင်းနေပြီမဲ့ခန္ဓာကိုယ်မှာကြောက်စိတ်ကဆိုးမိုးနေတာကြောင့်အမောင်ထဲမှာပဲတောဆက်ရှိအောင်ခံမှန်းပြီးဆက်ပြေးလာကြတယ်။မင်းနဲ့ဝင်းနိုင်တို့နှစ်ယောက်တောထဲမှာပြေးလွှားရင်းနက်အာယုံတဲ့အချိန်မှာတော့တောဆက်ရှိရာကိုရောက်လာကြတယ်။တောဆက်နဲ့မနီမဝေးမှာရွာလေးတွေကတွေ့လာကြောက်မင်းနဲ့ဝင်းနိုင်တို့နှစ်ယောက်အားတက်လာပြီးရွာရှိရာကိုဥတီပြေးကြပါတော့တယ်။ကြေးရသားတွေကအမောတကြီးပြေးလာတဲ့သူတို့ကိုတွေ့တဲ့အခါမှာတော့မင်းမြတ်စုံစမ်းပြီးရွာလူကြီးအိမ်တို့ခေါ်သွားကြပါတော့တယ်။မင်းတို့ဒီတောကြီးတွေကထွက်လာတယ်လား။ကြီးရလူကြီးကမင်းထက်နဲ့ဝင်းနိုင်ကိုအံ့ဩတဲ့အမူအရာနဲ့မေးလိုက်တယ်။မင်းတို့တော်တော်ကံကောင်းနေဒီနေ့အတွင်းဒီတောထဲဝင်သွားတဲ့လူတယောက်မှသာမရှိဘူး။ကျော်ရဲ့ရွာသွားရည်တော်မှာဒီတောထဲမဝင်ဖို့တားမြစ်တာရတယ်။ရွာလူကြီးကအဲ့လိုပြောလိုက်တဲ့အခါမှာတော့မင်းထက်နဲ့ဝင်းနိုင်တို့ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးငြိမ်သက်နေမိတော့တယ်။သူတို့ညကဘာတွေကြုံခဲ့ရလဲဆိုတာကိုသူတို့ကိုယ်တိုင်တောင်မှယုံကြည်ဖို့ခက်ခဲနေမိပါတော့တယ်။အခုနားဆင်ကြကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။ဇလန်လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဝေဖန်ချန်ပြူရှင်ကများရှိရင်လည်းကိုမမဝင်ရောက်ရေးခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။